ဇလန်ဒီမိသားစုတန်ရောစင်နဲ့စတေးမှုတို့ကိုဖော်ကျူးထားသည့်စိတ်မကောင်းဖွယ်ရာဇလန်လေးဖြစ်ပါသည်လူတယောက်သည်မိုးခေါ်ပေးနိုင်သည့်ယိုကိုင်းကိုလိုက်လံရှာဖွေရင်း၆ထဲသို့မတော်တဆပြုတ်ကျသွားခဲ့သည်ထိုလူနာချင်းနေသည်ကိုမြင်သောအခါကျင်နာတတ်သည့်ယိုကိုင်းလေးကဆေးဘက်ဝင်ပင်များယူဆောင်လာပေးပြီးကူညီခဲ့သည်သို့တော်ထိုလူကကျေးဇူးတင်ရမည့်အစားယိုကိုင်းကိုအလက်ဖန်းစီးကအိမ်သို့ပြန်ခေါ်သွားခဲ့လေသည်ဖခင်ဖြစ်သူကမိမိကိုကယ်တင်ခဲ့သည့်ကျေးဇူးရှင်ယိုကိုင်းကိုဖမ်းဆီးထားရုံတင်မကမိုးရွာရန်ရစ်ပူဇော်သည့်အနေဖြင့်မိရှို့တက်ရန်ပြင်နေသည်ကိုသိလိုက်ရသောအခါတားဖြစ်သူကတုံ့ဆိုင်းခြင်းမရှိပဲယိုကိုင်းရှိမှကာကွယ်ပေးခဲ့သည့်ဖခင်ဖြစ်သူ၏နောင်ငန်းမှုကိုခံရတော့လဲကောင်းလေးမှာနောက်မဆုတ်ခဲ့ပေမင်းတို့နှစ်ဦးအခြေတင်ဖြစ်နေသည်ကိုကြည့်ရင်ယိုကိုင်းလေးမှာအိပ်ပျော်သွားခဲ့ပြီးပြန်နိုးလာခြင်းတွင်တော့ကောင်းလေးကသူ့ကိုခိုးထုတ်ကအိမ်မထွက်ပြေးလာခဲ့ပြီးဖြစ်သည်ကောင်းလေးသည်ယိုကိုင်းကိုချီနှောင်ထားသည့်ကျိုးများကိုဖြေပေးပြီးအမြန်ထွက်ပြေးရန်ပြောတော့လဲထိုအချိန်မှာပင်ဖခင်ဖြစ်သူကနောက်မှလိုက်မိလာခဲ့သည်ကောင်းလေးသည်ယိုကိုင်းကိုထပ်မံကာကွယ်ပေးခဲ့ပြီးတားဖြစ်သူ၏ပြတ်သားသောမြတ်ဝင်းများကိုကြည့်ကဖခင်ဖြစ်သူကနောက်ဆုံးတွင်လက်လျှော့ခဲ့လေသည်ထိုနေ့မှဆက်လက်ယိုကိုင်းလေးသည်ထိုအိမ်တွင်ပင်အတူနေထိုင်ခွင့်ရခဲ့သည်ဖခင်ဖြစ်သူကတားဖြစ်သူကိုအတုံးမကျသူဟုဆိုတော့လဲယိုကိုင်းလေးအတွက်ကိုယ်တိုင်အင်ကြီးချုပ်ပေးခဲ့ပြီးရွာသားများကိုလည်းဤယိုကိုင်းလေးမှာသူကောက်ယူမွေးစားထားသည့်တမီးလေးဖြစ်ကြောင်းပြောပြခဲ့သည်ယိုကိုင်းလေးသည်ပထမဆုံးအကြိမ်အဖြစ်နှွေးထွေးသောမိသားစုနှင့်ကိုယ်ပိုင်နေရာတစ်ခုကိုရရှိခဲ့ပြီးနေ့တိုင်းပျော်ရွှင်စွာဖြစ်တမ်းခဲ့သည်သို့တော်ထိုပျော်ရွှင်မှုများမှာထာဝရမမြဲခဲ့ပေရွာတွင်ပြင်းထန်သောမိုးကောင်ရေရှားမှုတံကိုရုတ်တရက်ခံစားခဲ့ရပြီးရွာသားများအားကိုးရသည့်မြစ်ရေမှာခန်းချောက်လိုနီးပါးဖြစ်သွားခဲ့သည့်ယိုကိုင်းလေးသည်ရွာအတွက်ရေရစေရန်အနည်းရှိအခြားမြစ်တစ်ခုသို့တွားရောက်ကသူ၏ဆွမ်းအားဖြင့်ရေတွေယူရန်စ조사ခဲ့သည်သို့တော်ထိုမြစ်တွင်အခြားသောယိုကိုင်းတစ်ကောင်ရှိနေပြီးဘင်းကရေကိုပြန်လည်သိမ်းဆည်းရုံတင်မကကျုပ်တို့၏ယိုကိုင်းလေးကိုတန်ရာရစေကထက်လာရင်တရွာလုံးကိုရေပြတ်အောင်လုပ်ပစ်မည်ဟုချင်းချောက်ခဲ့သည့်ယိုကိုင်းလေးသည်မပေးရဲ့လူနှင့်ယိုကိုင်းကြားပလိပခတ်များကိုဖြည့်ရှင်းပေးတတ်သည့်လူတစ်ယောက်ကိုရှာဖွေတွေ့ရှိခဲ့သည်သူမကရွာ၏အခြေအနေကိုအကူအညီတောင်းတော်လဲထိုလူကတုံ့ဆိုင်းခြင်းမရှိဘဲညှင်းဆိုခဲ့သည်သို့တော်ယိုကိုင်းလေးသည်ထိုလူ၏အိမ်ရှိတွင်မိုးရွာသွန်းနေစေရန်မင်း၏ဆွမ်းအားကိုတစ်နေ့လုံးအသုံးပြုခဲ့သည်သူမ၏ဆံပင်များမှလည်းဖြူဖွေးသွားပြီးမိမိကိုယ်ကိုလောင်ကျွမ်းစေကစတေးခဲ့သည်သူမတက်ပြတ်သားသောစိတ်ဓာတ်ကိုမြင်သောအခါထိုလူမှစိတ်ပျော့သွားပြီးကုညီရန်သဘောတူခဲ့သည်သို့တော်မင်းတို့နှစ်ဦးရွာသို့ပြန်ရောက်လာသောအခါမြင်တွေ့ရသည့်မြင်ကွင်းမှာထူးဆန်းနေသည့်ရွာမှာသူမပြောတဲ့ကဲ့သို့ဒုက္ခရောက်မနေပဲကလေးများမှာစီးနှင်းလူရုပ်လောက်ကပျော်ရွှင်နေကြသည်အိမ်တို့ရောက်သောအခါတွင်လည်းဖခင်နှင့်တားဖြစ်သူကနှွေးထွေးစွာကြိုဆိုခဲ့ကြပြီးဆင်းရဲတော်လဲစားဝတ်နေရေးမှာပြည့်စုံနေပုံရသည်ထိုစဉ်အိမ်ခေါင်မိုးကိုခုတ်ချလိုက်သည်ခါနပင်လှပသောမြင်ကွင်းများအလုံးပြိုကွဲပျက်စီးသွားပြီးအရာအလုံးမှာလှည့်စားမှုများသာဖြစ်နေသည်ကိုတွေ့လိုက်ရသည်ထို့နောက်သူသည်ယိုကိုင်းဖခင်စီတို့တားဖြစ်ထိုးဆိုင်လိုက်ရာဖခင်ဖြစ်သူမှာမိခုံးငွေများဖြစ်ပြောင်းလဲကပျောက်ကွယ်သွားခဲ့လေတော့သည်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆို like နဲ့ follow ပေးပါဦး